Welcome back, everyone. I'm Yvette. I'm your learning partner.အားလုံး we learn together မှာကြိုဆိုပါရစေ။ဆိုတော့ကျွန်တော်တို့ဒီနေ့လေ့လာမယ့်ခေါင်းစဉ်က adjectives လို့ခေါ်ပါတယ်။ဆိုတော့ adjectives မြန်မာလိုကနာမဝိသေသန။တနည်းအားဖြင့်အလွယ်မှတ်ရင်တော့သောနဲ့ဆုံးတဲ့စကားလုံးတွေပေါ့မှာပူသောအေးသောကျွန်တော်တို့ပြီးတော့ဆက်သောချိုသောချင်သောခါသောအဲ့လိုစကားလုံးတွေပေါ့နော်။အဲ့တော့ adjective လို့ကျွန်တော်တို့ပြောမယ်ဆိုရင်ဒါအဓိကဘာလုပ်တာလဲဆိုတော့ describing ကိုလုပ်တာဖော်ပြတာပေါ့နော် describing word so it tells you more about a noun noun တစ်ခုနဲ့ပတ်သက်ပြီးတော့ပို့ပြီးတော့ပြောတာပေါ့ဥပမာကျွန်တော်တို့ကဒီဘောပန်ဆိုရင်တော့ဘောပန်ပဲကျွန်တော် adjective လို့သုံးလဲဆိုတော့အနီရောင်ဘောပန်ဆိုအနီရောင်ကကြတော့ဒီဘောပန်ကိုတော့ထူလာပြီးတော့ဖော်ပြပြီးတဲ့စကားလုံးပေါ့နော်အဲ့ဒါကိုကျွန်တော်ပြောချင်တာဖြစ်တယ် so an adjective usually appears before the noun adjective ကကျွန်တော် noun ရဲ့အရှိမရှိတယ်။ဘာကိုပြောချင်တာလဲဆိုတော့ခုနကကျွန်တော်ပြောပေါ့နော် pen ဆိုရင် ball pen a red pen ဆိုရင်ဒီတော့အနီရောင်ရှိသော ball pen ဆိုတော့ red ကကျွန်တော် adjective ဖြစ်ပြီးတော့ noun က pen ဖြစ်တယ်ဆိုတော့သူက noun ရဲ့အရှိမ it appears before the noun ဆိုတာကိုပြောတာဖြစ်တယ်။ it describes သူဖော်ပြတဲ့ noun ရဲ့အရှိမပေါ့နော် sometimes though ဒါပေမဲ့တစ်ခါတလေတော့လေသူက the adjective appears after the noun noun အနောက်မှာရှိ or later in the sentence ဥပမာဒီနေ့ကကျွန်တော်တို့မိုးရွာတယ်ဆိုကျွန်တော်ဘယ်လိုပြောမလဲ it's raining today ဒီနေ့မိုးရွာတယ်ဆိုတော့ဒီနားရဲ့ကျွန်တော်တို့ adjective ကိုကြည့်မယ်ဆိုရင်ဘယ်တစ်ခုဖြစ်မလဲဟုတ်တယ်နော် raining ဖြစ်ပါတယ်ဆိုတော့သူကကြတော့ဘယ်မှာရှိလဲဆိုတော့ကျွန်တော်တို့အနောက်မှာရှိတယ်အဲ့မှာ noun ရဲ့အနောက်မှာရှိရပေါ့နော်ဆိုတော့ဥပမာကျွန်တော်တို့ကကြည့်မယ်ဆိုပေါ့နော်အောက်မှာတစ်ချက်ကြည့်မယ်ဆိုရင် a smart dog ဒီခွေးရဲ့အလွန်ထက်မြက်တဲ့ခွေးဖြစ်တယ် a smart dog ပြီးတော့ an old building အဟောင်းသောအဆောက်အဦဖြစ်တယ် a tall basketball players ဒီ basketball players တို့ဒီ buildings တို့ dogs တို့ကကြတော့အကောင်လုံးက noun တွေဖြစ်တယ်ဆိုတော့ adjective က noun ရဲ့ before or after yeah it's before the adjective before the noun right နောက်တစ်ခုကကြတော့ဒီအောက်မှာကြည့်မယ်ဆိုရင်ကျွန်တော်တို့က a busy street နော် a dark corner a deep sea a large bed it's windy ဒါကြောင့်အနောက်မှာရှိသွားပြီပေါ့နော်တနည်းအားဖြင့် be plus adjective MSR plus adjective နော် John's handwriting is very neat John ရဲ့ဒီလက်ရည်ကတော်တော်တတ်ရရှိရ the sea is rough line တွေတော်တော်ကျန်းတယ် all the players are very tall အားကစားသမားအားလုံးအရင်မြင့်ကြတယ် the baby's hands are very small ကလေးငယ်ပေါက်စာလေးရဲ့လက်ကတော်တော်လေးကိုသေးငယ်တာဖြစ်တယ် Sue's drawing is beautiful စုရဲ့ပချီကတော်တော်လှတယ် that problem is too difficult အဲ့ဒီပု္ပ္ပစာကတော်တော်ကိုခက်တယ် too difficult တော့စာကြောင်းရဲ့အနောက်မှာရှိတယ် Peter is very quiet Peter ဒီနေ့တော်တော်ကိုတိတ်ဆိတ်နေအရင်တိတ်ဆိတ်နေမှာဖြစ်တာလည်းမသိဘူးပေါ့နော်ကျွန်တော်ဒီဘက်မှာပြန်ကြည့်မယ်ဆိုရင်ဒီ chain 0ကနေနေဆိုရင် a low fence ပုံမှန်ဆိုရင်ကျွန်တော်က a fence လို့ပဲသုံးတယ်ပေါ့နော်ဒါပေမဲ့ဒီနေရာကိုချိန်လိုက်ပေါ့နော်သူကနေနေနေဆို a low fence ဆိုတော့ noun ကိုသူကအထူးပြုတာ noun ကိုသူဖော်ပြတာဒီနေရာဖြစ် describe လုပ်တာအဲ့တော့ကျွန်တော်ဘာခေါ်လဲဆိုတော့ adjective လို့ခေါ်တယ် it appears before the noun sometimes after the noun or later in the sentence စာကြောင်းရဲ့အနောက်ဆုံးမှာကျွန်တော်တွေ့ရတာဖြစ်တယ်ဒီ adjective ကိုကျွန်တော် exercise လုပ်ခြင်းသိပါပေါ့နော်သူအခါနဲ့ကျွန်တော်လုပ်ကြည့်အောင်ပထမတစ်ခါဘာလုပ်ခိုင်းတာလဲဆိုတော့ကျွန်တော်မိခွန်းဖတ်ရင်သူလုပ်ခိုင်းတဲ့အဓိကအကြောင်းအရာကျွန်တော်သိရမယ် keywords ပေါ့နော် underline adjective sentence မှာအောက်ကစာကြောင်းမှာကျွန်တော်တို့က adjectives ကိုရင်တာပေးရမယ်ဥပမာပထမတစ်ခုဆိုရင် there is an empty room upstairs ပေါ်ထပ်မှာကျွန်တော်ခန်းလွတ်တွေရှိတယ်ဆို adjective ကဘယ်ဖြစ်မလဲ yeah it's empty ဖြစ်မယ်နော် it's a hot summer တော်ပူတဲ့နွေရာသီဖြစ်တယ်ဆိုတော့ adjective က hot you are so kind နေရင်ကျင်တာပဲ kind ဖြစ်ပါတယ် don't be crazy နော် this park is clean and green ဆိုတော့ adjective က clean and green ဖြစ်ပါတယ် many people exercise to keep healthy လူတွေကကျန်းမာဖို့အတွက်လေ့ကျင့်ခန်းလုပ်ကြတယ် healthy I think these eggs are rotten ကျွန်တော်ဒီကျုပ်တွေအကုန်လုံးပုတ်ပြီးထင်တာ we are all bored there isn't anything to do so ဘယ်တစ်ခါ adjective ဖြစ်မလဲဟုတ်ပါတယ် bored the pupils don't find the joke amusing တပည့်ရပါတော့ဒီဟာတာကိုသူတို့ရည်စရာလို့မထင်ဘူး adjective က amusing
James was absent because he was ill. James ကဖျားနေတဲ့အတွက်ကြောင့်သူကအတန်းတက်ခဲ့တယ် absent နော်ဆိုတော့မြင်တတ်ထားတဲ့အားတွေကကျွန်တော်တို့ adjective ဖြစ်ပါတယ်အဆက်သွားကြည့်အောင်ဒီအောက်ကကျတော့ကျွန်တော်ဘာလုပ်ရမလဲဆိုတော့ quality တွေတွေ့ရတယ်စကားလုံးတွေပြရဆိုသိရမှာပေါ့နော်ဒီအပေါ်ကမဖတ်ခင်တော့မှသူ quality ခိုင်းတော့မှာဆိုတော့ we have to fill the blanks with suitable adjectives from the box ဥပမာကြည့်အောင် the ice cream is very ရေခဲမောင်ကအရင် hot ဖြစ်တာလား high ဖြစ်တာလား large လား sweet လား short လား poor လား free လား playful လား logically ရေခဲမောင်ဆိုကျွန်တော် online မှာစဉ်းစားကြည့်ဘာဖြစ်မလဲပူတာလားချူတာလား yes ပူတာမဟုတ်ဘူးเนาะချူတာ sweet the ice cream is very sweet ဒုတိယတစ်ခု it's very in summer လို့ပြောနွေရာသီဆိုရင်ကျွန်တော်တို့ကဘာဖြစ်လဲပူတာဖြစ်တယ် it's very hot in summer နောက်တစ်ခု the company is giving away gifts to its customers ကုမ္ပဏီကသူ့ရဲ့ဖောက်သည်တွေကို gifts ကပါပေးလေကျွန်တော်တို့ခဏခဏပြောကြပါတော့ it's free gifts ပေးကြတယ် so they live in a house ဘယ်ဟာဖြစ်မလဲ large house ကြီးရဲ့အိမ်မှာသူတို့နေကြတယ် Jing is wearing a skirt Jing ကဘာ skirt ဝတ်နေရလဲ short skirt စကတ်တူဝတ်ထားတယ် the climbers are climbing up a mountain တောင်တက်သမားတွေကတောင်ဆိုကျွန်တော်တို့ဗာပြောလဲ high mountains these puppies are very ဒီခွေးပေါက်စာလေးက very ဘာဖြစ်မလဲ playful ဖြစ်ပါတယ်ဒီထဲမှာကျွန်တော်တို့က high သုံးပြီး large သုံးပြီး sweet သုံးပြီး short သုံးပြီး free သုံးပြီး playful သုံးပြီး hot သုံးပြီးနောက်ဆုံးတစ်ခုပဲကျွန်တော်ရဲ့ပိုင်းလေ many poor people have no home ဆိုတော့ကျွန်တော်တို့ဒီဆင်းရဲလူတွေကအိမ်မရှိကြအောင်ဒီအဖြေတော့ချီအောင်ပေါ့နော်သူတို့ဒီမိခွန်းတွေကကျွန်တော်မခတ်ပြီမဲ့မိခွန်းဖြေတဲ့အခါမှာပထမဆုံးအချက်သူပါမေးရလဲပေါ့ဖြေရမှာလေဒုတိယတစ်ချက်မဖြေခင်မှာသူပေါ့တောင်းနေရတယ်ဆိုကျွန်တော်တို့က skimming scan လုပ်ပြီးတော့သိနိုင်တာဖြစ်တယ်ပေါ့နော် alright ကျွန်တော် adjective ကိုကျွန်တော်ပြန်ဆက်ကြည့်မယ်ဆိုရင်သူကဘာတွေရှိသေးလဲဆိုတော့ adjective နဲ့ပတ်သက်ပြီးတော့have different endings သူရဲ့အဆုံးသတ်တယ်လေကျွန်တော်မသိဘူးဥပမာဒီအောက်ကနှစ်ခုပေါ့နော် FUL နဲ့ဆုံးတဲ့ဟာနဲ့ LESS နဲ့ဆုံးတဲ့ဟာဘာကွာလဲလို့ကျွန်တော်တစ်ချက်စဉ်းစားကြည့်ဒီနှစ်ခုလုံးကျွန်တော်မြင်ဘူးလားသိကြတယ်မြင်ဘူးတယ်ဆိုတော့ဘာကွာလဲအခုပြောထားတယ်ကွာတယ်လို့နဲ့ပြောထားဘူးနော်ကျွန်တော်တစ်ချက်ချင်အောင် homeless people ခြေတလုံးအိမ်တိုင်းလူအိမ်မရှိရလူပေါ့လမ်းဘေးမှာအိတ်တယ်လူ playful puppies အရင်ကစားတဲ့ဒီခွေးလေးပေါ့နော်ကျွန်တော်ခွေးလို့ပြောတဲ့အခါမှာဒီတချို့ဆိုကျွန်တော် videos တွေမှာတွေ့ရပါတော့ခွေးအမျိုးသားတွေကအိမ်ကိုအရင်ချက်တဲ့အခါမှာအရင်တောင်းကြကြအဲ့လိုခွေးလေးကျွန်တော်ရှိတယ်နောက်တစ်ခုက a beautiful dress အရင်လာပါတယ်အင်ဂျီဖြစ်တယ် a careless driver ကျွန်တော်တတိလက်လွတ်အရင်မောင်းတဲ့ drivers တွေ a faithful dog ဒီတစ္ဆာရှိတဲ့ခွေးပါ a harmless insect ကကျွန်တော်တို့ဒီပိုးကောင်လေးတည်တည်လေးပေါ့နော် harmless ကအနေနဲ့မရှိရဲ့ဒီ insect တွေပြောတာ useful tool အသုံးသေးတဲ့ဒီကရိယာတွေ so adjective က LESS နဲ့ဆုံးတာနဲ့ FUL နဲ့ဆုံးတာအဓိကတစ်ခုကျွန်တော်ဒီမှာမှတ်ထားပေးပါ opposite ဆိုတာမှတ်ထားပေးပါဘာပြောချင်တာလဲဆိုတော့အောက်မှာကြည့်အောင်နော် careful ဥမာ you side careless so careful ရဲ့အဓိပ္ပာယ်ဆန့်ကျင်ပါ careless ကျွန်တော်ဒီလက်နမောနမဲ့ you မှတ်စားပြီနောက်တစ်ခါကျတော့ကျွန်တော်ပါလဲဆိုတော့ဒီcolorful ကကျွန်တော်ရောင်စုံ colorless အယောင်မဲ့ရောင်စုံမရှိ useful အသုံးတရ useful-less သူရဲ့ဆန့်ကျင်ဘက်ဆိုတော့အသုံးမဝင် harmful အနေရှိတာ harmless ကျွန်တော်အနေမရှိဘူးနောက်တစ်ခါကျဥမာဒီပေါ့နော် LESS နဲ့ FUL က they have the opposite meaning of the same adjective ဟုတ်ပြီနော်ဆိုတော့အဲ့ဒီအရာကိုကျွန်တော် FUL နဲ့ဆုံးတဲ့အပါအဓိပ္ပာယ်ကိုပြောချင်တာလေပထမဆုံးအနေနဲ့ကြည့်အောင် painful လို့ပြောတဲ့အခါမှာအုံနောက်ထပ်မှာပေါ်လာတဲ့ခါနဲ့နာကျင်တာဒါပေမဲ့နည်းနည်းလေးပဲနာတာအရင်နာတာ it's very painful လို့ကျွန်တော်တို့ပြောတဲ့အခါမှာအဲ့ဒါဘာကိုပြောချင်တာလဲအရင်နာတာလို့ပြောတာပေါ့နော်အဲ့ဒါဘာကိုပြောချင်တာလဲဆိုတော့ having a lot of pain so FUL နဲ့ဆုံးတဲ့အခါဆို having a lot of something ဆိုပြီးကျွန်တော်မှတ်လို့ရ painful အရင်နာ hopeful မျှော်လင့်ချက်အများကြီးရှိတယ်I'm hopeful ကျွန်တော်မျှော်လင့်ချက်ရှိတယ်ပြောချင်တာဒီဟာနဲ့ပတ်သက်ပြီးတော့ကျွန်တော်အရင်ယုံတယ်အများကြီးပေါ့နော် a lot of me many ဒါပဲ less ကကျတော့ without ဆိုတဲ့အဓိပ္ပာယ်ကိုပြောချင်တာ
ဥပမာအနေနဲ့ပေါ့နော်ဒီမှာကြည့်အောင် leafless ဒီဘက်မှာတရွက်မရှိတာ which mean without leaves နောက်တစ်ခုက sleeveless အင်ကြီးလက်ရှိဆိုကျွန်တော်တို့ sleeve တော့ sleeveless လက်ပြတ်ကိုပြောချင်တာပေါ့နော် without sleeves ဆိုတော့နောက်တစ်ခါကျွန်တော်လေ့လာတာ adjective endings recap လုပ်ရရင် ful နဲ့ဆုံးနေတာရှိရယ် les နဲ့ဆုံးနေတာရှိရယ် ful ကကြတော့ဘာပြောလဲသူအဓိပ္ပာယ်က having a lot of something ဥပမာ pain ဆိုရင်နာ painful ဆိုအရန်နာ have a lot of pain less ဆိုတာ without မရှိဘူးပြောချင်တာဥပမာ leafless တရွက်မရှိတော့ which means without leaves ဒါပဲပေါ့နော်သူတို့ညောင်းကအစံကျင်ဘက်အဓိပ္ပာယ်ရှိရယ် careful ဆိုရင် use လိုက်တာ careless ဆိုရင်တတိလလုံးမှာပေါ့နော်ကျွန်တော်ဆက်သွားမယ်ဆိုရင် adjective ကိုပြောတဲ့အခါမှာ some adjectives end in y နဲ့ဆုံးရတယ်ကျွန်တော်တွေ့ဥပမာ a dirty street ညစ်ပတ်တဲ့လမ်း a noisy room အရင်ဆွေးနွေးပေါ်လို့တဲ့အခန်း an oily pot ပေါ့နော်အရင်စီပေးနေတဲ့ oil ဖြစ်တယ်ကျွန်တော်တို့ oil oil လို့ထွက်ပါတယ်နော် a sleepy passenger ကျွန်တော်တို့အိမ်ငိုင်းနေတဲ့ခီးတဲ့ a sunny day တနေ့တိုင်းနေ့တစ်နေ့ဖြစ်ပါတယ်နောက်တစ်ခါ B ကိုကြည့်မယ်ဆိုရင်ဒီပုံကိုကြည့်လိုက်မနော်ဘာတွေ့လဲဆိုတော့ a stormy sea နော်ကျွန်တော်တို့ဒီ line တစ်ပုဒ်ခတ်နေတာကျွန်တော်တွေ့ရတယ် a muddy path ရှုပ်နေရင်ထူတဲ့လမ်းဖြစ်ပါတယ် the adjective က y နဲ့ဆုံးတာရှိရ ief နဲ့ဆုံးတာရှိရပေါ့နော်ဥပမာကဘာရှိသေးလဲဆိုတော့ an expensive necklace အရင်ဈေးကြီးတဲ့ဆွဲကြိုးဖြစ်တယ် talkative pupils စကားအရင်များတဲ့တပည့် talkative expensive နှစ်ခုလုံးက IVE နဲ့ကျွန်တော်တို့ကဆုံးတာဖြစ်တယ်ဒီစလုံးတွေကကျွန်တော်တို့မြင်ဘူးရဒါပေမဲ့ဒီလိုမျိုးပြန်ခွဲမြင်တဲ့အခါမှာအရင်များလို့ကျွန်တော်သတိထားမိလာတယ်ပေါ့နော် okay an active child နော်ကျွန်တော်တက်ကြွရှိရဲ့ကလေးငယ်ဖြစ်တယ် an attractive hat ဒီအလုံးဆွဲဆောင်မှုရှိရဲ့အုတ်ထုတ်ဖြစ်ပါတယ် a creative toy နော်ဒီကစားစရာလေးအရင်ကျွန်တော် creative ဖြစ်တယ်ပေါ့နော်သူများနဲ့မတူအောင်ဖန်တီးထားကစားစရာလေးခုဖြစ်တယ်နော် y နဲ့ဆုံးတာရှိရယ်ကျွန်တော်တို့ IVE နဲ့ဆုံးတာရှိရယ်နောက်တစ်ခုကကျတော့ ing နဲ့ဆုံးနေတာရှိရယ်ဥပမာ a cunning fox ဒီမြေခွေးပုံကြည့်လိုက် cunning ဆိုတာကျွန်တော် clever ကိုပြောတာဒါပေမဲ့အဲ့ clever ကသူကောင်းတဲ့ဘက်ကလားမကောင်းတဲ့ဘက်ကလားကြည့်လိုက်ပါတော့ဒီမြေခွေးရုပ်လေးဆိုရင်ဟောပါတယ် is clever in a tricky way ပေါ့နော်ကလေးငယ်ချင်းနေရှိအောင်ပြောချင်တာနောက်တစ်ခါကျ dazzling sunshine ဒီနေရပါဖြစ်တယ်နေကမျက်မှန်ရည်တက်ထားတယ်နေမတောင်းလားသူမနေရအရင် bright ဖြစ်တာလားဟုတ်ပါတယ် very brightful ကျွန်တော်တို့ကဒီ dazzling ကိုသုံးတာဖြစ်ပါတယ်နော် sunny a caring nurse an interesting book loving parents matching clothes နော် smiley face ing နဲ့ဆုံးတဲ့ adjective ရှိတယ် IVE နဲ့ဆုံးတဲ့ adjective ရှိတယ် y နဲ့ဆုံးတဲ့ adjective ရှိတယ် FUL နဲ့ဆုံးတဲ့ဟာရှိတယ် LES နဲ့ဆုံးတဲ့ဟာရှိတယ်နောက်တစ်ခါကျ LY နဲ့ဟာ LY လို့ပြောလိုက်ကျွန်တော်တို့ LY က adjectives မှာလည်းရှိရယ် adverbs မှာလည်းရှိရယ်ဒါကျွန်တော်သတိထားမှာပေါ့နော် adjective မှာရှိရယ် adverbs မှာရှိဥပမာအနေနဲ့ a costly diamond ring ဒါအရင်စစ်ကြီးရဲ့ဒီဆိုင်လက်ဆို an elderly woman အသက်ကြီးတဲ့အမျိုးသမီးတူဖြစ်တယ် lively kittens ရင်ကျွန်တော် active and playful kittens ကိုပြောချင်တာဒီ lively kittens လို့ပြောတဲ့အခါမှာဒီကြောင်လေးအရင် sort active ဖြစ်တယ်ကိုပြောချင်တာ a lonely boy ပေါ့နော်အရင် teacher နဲ့ကလေးကောင်းလေးဖြစ်တယ် a lovely girl ပေါ့နော်ချစ်စရာကောင်းတဲ့မိန်းကလေးဖြစ်တယ် a weekly magazine ကျွန်တော်တို့ဒီအပတ်စဉ် magazine ဖြစ်ပါတယ် daily newspaper ကျွန်တော်တို့နေ့စဉ်သတင်းကိုသင်ပေးတဲ့ဒီသတင်းစာဖြစ်တယ် a friendly police officer ပေါ်ရတဲ့ဒီ police officer ပေါ့နော်နောက်တစ်ခါကျတော့ခုနကတော့ကျွန်တော်ပြောထားတဲ့အတိုင်းပဲ ly နဲ့ကပါရှိသေးတယ်ဆိုတော့ adverbs လည်းရှိတော့ဘာကိုပြောချင်တာလဲဆိုတော့ကျွန်တော်တစ်ချက်တတိထားဖို့လိုတာပေါ့နော်ဥပမာဒီ adjective လို့ပြောတဲ့အခါမှာly နဲ့ဆုံးတာရှိရယ် adverbs ကလည်း ly နဲ့ဆုံးတာရှိရယ်ဆိုတော့ဒါအမှတ်ထားပေးရရပေါ့နော်အဲ့တော့ here are some adjectives with endings abe နဲ့ဆုံးတာ al နဲ့ဆုံးတာ en နဲ့ဆုံးတာ ible နဲ့ဆုံး ish နဲ့ဆုံးတာ ous နဲ့ဆုံးတာအများကြီးပဲဒီလိုမျိုးဆိုကြည့်လိုက်အများကြီးပဲဒါပေမဲ့ကျွန်တော်တို့ဒီစကားလုံးကြည့်လိုက်ကျွန်တော်သိတဲ့စကားလုံးတွေပဲဆိုတော့သတိထားမိလားလိမ့်ဥပမာ a broken chair ကျိုးနေတဲ့ထိုင်ခုံ a famous pop singer နာမည်ကြီးရဆိုတော့
childish behavior ကလေးဆန်တဲ့ပြုမှုတွေ a comfortable chair ဒါကျွန်တော် comfortable လို့ခေါ်တယ်ပေါ့နော် comfortable a dangerous place အနေရှိနေရ a foolish act တော်တော်မှယူရဲဆန်တဲ့အပြုမှုပဲ a horrible smell တော်တော်မကောင်း horrible mean very bad မကောင်းတဲ့အနက်အရင်ဆိုးတယ် a lovable koala ဆိုကျွန်တော်ဒီ Australia မှာနာမည်ကြီးတဲ့တိရစ္ဆာန်တစ်ခုဖြစ်ပါနော်သူတို့နိုင်ငံရဲ့ဒီအရင်တမှုထားတဲ့တိရစ္ဆာန်ထဲတစ်ခုဖြစ်တယ် lovable koala a national costume ကျွန်တော်တို့ရဲ့ဒီနိုင်ငံတော်နဲ့ကျွန်တော်တို့ရဲ့အင်ဂျီတွေပေါ့နော် national costume မြန်မာနိုင်ငံကိုစားပြုဥပမာအနေနဲ့ပေါ့ a musical instrument ဒီကျွန်တော် musical instrument guitar piano drums lead ကုန်ပါတယ် a terrible mess တော်တော်ကိုရှုပ်ပွားဆိုးဆိုးဝါးဝါးဖွာတာ terrible mess horrible ကကြာနေဒီနှစ်ခုလုံးကအတိတ်ပဲစနေနော် a woolen sweater အင်ဂျီဆိုကျွန်တော်တို့ကဒီအရင်ကောင်းတဲ့ဒီတူပေါ့နော်မွေးနဲ့ရက်ထားတဲ့ဒီ sweater ကိုပြောချင်တာ a wooden table တက်တာနဲ့လောက်ထားတယ်ဆိုပေါ့ a poisonous snake ဒါနော်အစိတ်ပါတယ်ဒီမွေဖြစ်တယ်ဆိုတော့ဒီလိုမျိုးကြည့်တဲ့အခါမှာကျွန်တော်ဒီ OUS တွေ့ရ EN တွေ့ရ EN တွေ့ရ BLE တွေ့ရ AL တွေ့ရဒီအနောက်မှာပေါင်းတဲ့စက်လုံးလေး ABLE တွေ့ရ BLE တွေ့ရ ISH တွေ့ရ OUS တွေ့ရ ABLE တွေ့ရ ISH တွေ့ရဒီစကားလုံးတွေကကျွန်တော်ပေါင်းလိုက်တဲ့အခါမှာဘာဖြစ်လဲဆိုတော့ adjective အနေပဲဖြစ်သွားတယ် alright ဆိုတော့အောက်က exercise လုပ်ကြည့်အောင် so peace ဘာဖြစ်မလဲဒီမှာ y ပေါင်းလား FEL ပေါင်းလား LESS ပေါင်းလား AL ပေါင်းလား peace ဆိုရင်ကျွန်တော်တို့က peaceful PEACFUL peaceful storm ဘာဖြစ်မလဲ stormy mud တော့ကျွန်တော်တွေ့လိုက်တယ် muddy forget ဘာတွေ့လဲဆိုတော့ forgetful နောက်တစ်ခါ spot ဆိုပါတယ် spotless ပြောင်းနေရပဲအစတစ်စက်တော့မရှိပြောင်းချောနေရပဲတော့ပြော dirty music ကျွန်တော်ပြောခဲ့ musical national NAL dusty playful နော် so အောက်ကကျွန်တော်ကြည့်အောင်ဒီက at the correct endings to turn these words into adjective ဒီစကားလုံးတွေကျွန်တော် adjective ပြောင်း wind လေဖြစ်တယ်ဘာပြောင်းလဲ EY windy ကျွန်တော်တို့လုံးမနော် golden ကျွန်တော်ပြော golden country golden Myanmar right friendly rotten danger ဘာပေါင်းလဲ GER dangerous foolish chum 就是 charming childish lovely 就是讲嘞 lovely interesting so ကျွန်တော်တို့ဒီစကားလုံးတွေပေါင်းလိုက်ရင်adjective ဖြစ်သွားတယ်ဆိုပါနော်အပေါ်ကကြတော့ကျွန်တော်ဒီ adjective ပြောင်းတဲ့စကားလုံးလေးကျွန်တော် exercise မှာလုပ်ခဲ့ရတယ်တော့ဒီနေ့လေ့လာခဲ့တဲ့အခါမှာ adjective အနောက်ကိုကျွန်တော်တို့ပဲစကားလုံးတွေပေါင်းရင် adjective ဖြစ်တယ် ly နဲ့ဆိုရင် adjective ဖြစ်တယ် ing နဲ့ဆိုရင်ဖြစ်တယ် ibe နဲ့ဆိုရင်ဖြစ်တယ် y နဲ့ဆိုရင်ဖြစ်တယ်နောက်တစ်ခါ les နဲ့ ful ရဲ့အဓိပ္ပာယ်က opposite means ရှိတယ်ဆိုကျွန်တော်သိရတယ်ဆိုတော့ဒီနေ့မှာကျွန်တော်လေ့လာတဲ့ adjective ကပေါ့နော် adjective လို့ပြောလိုက်ရင် describing a word so it can appear before the noun or appear after the noun ဆိုတော့ဒီနေ့မှာကျွန်တော်လေ့လာတာ adjective ဖြစ်ပါတယ်ဆိုတော့အားလုံးပေါ့နော်ဒီ adjective လေ့လာပြီးတဲ့အခါမှာကိုယ့်ရဲ့ဒီဖတ်တဲ့စာအုပ်ပဲဖြစ်ဖြစ်ကိုယ့်ရဲ့သင်ခန်းစာပဲဖြစ်ဖြစ်သူအင်္ဂလိပ်စာသတင်းကောင်းစင်ပဲဖြစ်ဖြစ်ပေါ့နော်ဒီ adjective ကဒီနေရာမှာသူဒီ adjective သုံးသွားတယ်ဆိုတဲ့ဟာကိုသတိထားမိရင်ကျွန်တော်တို့ကဒီစာဖတ်တဲ့အခါမှာဖြစ်ဖြစ်ပို့ပြီးတော့ deeper understanding တွေကျွန်တော်ရလာမှာဖြစ်တယ်သူဘယ်လိုသုံးထားလဲဆိုကျွန်တော်တွေ့လာမှာဖြစ်တယ်ဆိုတော့နေ့တိုင်းလေ့လာပါတနည်းအားဖြင့်ကို1% improve 1% daily ပေါ့နော်တရက်မှာကျွန်တော် 1% ဟိုကျွန်တော်တို့ကတိုးတက်အောင်လုပ်မယ်ဆိုတစ်နှစ်မှာပေါ့နော် compounding effect အနေနဲ့ကိုယ့်ရဲ့ဒီ39%တော့မှာသူက productivity ကိုမြင့်တင်ပေးတာဖြစ်တယ်ဒီအရာသိနေတဲ့အရာဖြစ်တယ်သိနေတဲ့အရာကိုကျွန်တော်တို့ consistency နဲ့ commitment ထားပြီးတော့
ဒီလောက်သွားမယ်ဆိုရင်ကျွန်တော်တို့ကဒီအချိုးမြတ်တွေကိုကျွန်တော်ခံစားမှာဖြစ်တယ်ဆိုတော့ဒီတေးသေးလေးကနေပဲစတာပေါ့နော်ဒီတေးသေးလေးကိုကျွန်တော်တို့ကတန်ဖိုးထားဖို့လိုတယ်ကျွန်တော်အနေနဲ့ကကျတော့ဒီအထူးသဖြင့်ပေါ့နော်ဒီ grammars ကိုအင်္ဂလိပ်စာပေါ့နော် basic grammar ကျွန်တော် sharing လုပ်တာဖြစ်တယ်နောက်ပိုင်းမှာစာအုပ်တွေအတူတူဖတ်တာဖြစ်ဖြစ်ကျွန်တော်လုပ်ဖို့ရှိတယ်အဓိကရွေးချက်ကကျွန်တော်ပြောထားတဲ့အတိုင်းပဲ I'm your learning partner so we are growing together all right so to reach our full potentials in learning and in life အားလုံးကျေးဇူးအများကြီးတင်ပါတယ်တစ်ခုရမယ်လို့ကျွန်တော်ယုံကြည်မျှော်လင့်နေနောက်ဗီဒီယိုမှာတွေ့ရမယ် bye bye